ဒီနေ့စူပါဆန်လေးလေးမှာပြင်းမိရှိတာနဲ့ပဲ run တစ်ပွဲကိုသွားလိုက်တယ်တယောက်တည်းပဲ solo တီးမယ်ကွာထုံးစံအတိုင်းခြောင်ပန်းမယ်ပြီးရင်တိုက်ကြဲကိုင်မှဆို enemy ကပစ်သွားပြန်တိုက်ကြဲမရတော့လဲကူဖရာပေါ့ကွာကူဖရာပစ်ဒီရောင်းသားလေးရတယ်အဲ့ဒီမီကာကောလက်တာပဲပြပြနေပွဲရဲမဝင်မချင်းစားတော့တော့မှာပဲ enemy group ဘက်ကိုသွားနိုင်မယ် enemy ကလည်းမလာဘူး AC စားလို့ရ okay 2-1မေးချင်တာ2-1လာလေးတီးတယ်ဗျာenemy က F5 ကြီးပဲရောက်လာတယ်မရဘူးလေလွယ်နေတော့ဘယ်ရမလို့လာခဲ့ okay နောက်တစ်ကောင်ထပ်ရပြီ record လေးထောက်ပြီးအိမ်ပြန်မယ်ကင်မီကိုလက်ရှိုးလိုက်တာအချိန်နေကောင်းနေတာလည်းပဲတာတဲပဲသွားစားလိုက်တော့တာတဲစားမယ်တော့ enemy hacker ကရောက်လာပြန် enemy hacker ကထပ်တီးလိုက်တယ်ဗျာလာပြန်ပြီနောက်တစ်ကောင်လာခဲ့လာလေးအနားမှာလဲနာတာလီယာရှိနေတာနာတာလီယာပေးတီးလိုက်တယ်လာပြန်ပြီနောက်တစ်ကောင်ထပ်ဆွဲ okay တာတဲ့ AC ရ hacker ကထပ်လာပြန်အဲ့ဒီလွတ်သွားတော့နောက်ဆုံးမှာတော့ hacker ကိုရလိုက်ပြန်ပြီလာပြန်ပြီနောက်တစ်ကောင်ဟီရိုကေကတော့မရရတဲ့စပယ်တွေအကုန်သုံးပြီးတော့ယူမှာပဲအဲ့လဲ okay ကင်မီတော့ထောက်မယ်ကိုလွဲတယ်အဲ့ဒီမှာစကီဝမ်ထပ်လွဲတယ်ဗျာအဲ့ဒီမှာစကီဝမ်တော့မရအဲ့တော့အပေါ်သွားပါ enemy တာဝချိုးနေတာဒီတိုင်းလေးဖတ်လာမယ်လို့တာဟက်ကကြီးနဲ့တက်တူတာဘန်းညက်လေးဖွင့်ပြီးတော့စကေးဝတ်တော့အနားမှာကင်မီကထောက်လျှောက်ရှိနေတာဆိုတော့ကင်မီပေးစားလိုက်အလဲဒါပဲလေ record လေးထောက်ပြန်မလို့မှာတာတဲကဟိုးမှာနတာလီယာရသွားပြန်ခရညာစကေးဝတ်လွဲထားတဲ့အခါကျတော့အဲ့ဒီနဲ့ရိုက်ချလိုက်တာကင်မီရသွားတယ်အဲ့လိုခရညာထက်ချောင်းနေတော့မှာပဲစာရန်အဝိုင်ပေါ်လာပြီးတော့အနိုင်ရသွားမှာဗျာဒီနေ့ကတော့ဒီလောက်လေးနဲ့ပဲအေးဆေးနိုင်သွားပွဲစဉ်ကတော့6မိနစ်တိုင်းနိုင်တာဆိုတော့လေတိတ်တော့ဝင်မရဘူးဗျာကျွန်တော်တီးကျင်